အားလုံးပဲ happy ကရနှစ်တကူနေပါကရင်လူမျိုးတွေအားလုံးကိုယေရှုနာမ၌ဂုဏ်ပြုပါတယ်ဒီနေ့ကကရင်နှစ်တကူနေဖြစ်တဲ့အခါမှာကျွန်တော်အနေနဲ့ခြားသောအကြောင်းအရာတွေထက်ကရင်လူမျိုးတွေထဲကနေပထမဦးဆုံးပြောင်းလဲတဲ့เนาะကိုတာဖြူဆိုတဲ့သူအကြောင်းကိုလည်းငယ်လေး sharing လုပ်လို့ပါတယ်မြန်မာနိုင်ငံမှာဆရာကြီးယူတတန်ရောက်လာပြီးနောက်ပိုင်းပထမဦးဆုံးပြောင်းလဲတဲ့သူကတော့ဒီမှတ်တမ်းတွေရပါเนาะမွန်လူမျိုးဖြစ်တဲ့ဦးနောဖြစ်ပါတယ်နော်ဒုတိယပြောင်းလဲတဲ့သူကတော့ကရင်လူမျိုးကိုတာဖြူပဲဖြစ်ပါတယ်။နော်သူကရက်တမဖြစ်တဲ့လူစိုးလူမိုက်ဖြစ်တဲ့အခါမှာပီတီရှာအစိုးရရဲ့ဖန်ဆီးခြင်းကိုခံရတာဖြစ်တယ်။နော်အဲ့ဒီကနေဆရာကြီးယူတတန်တို့မိသားစုကရွေးယူပြီးတော့သူ့အိမ်မှာလုတ်ကူပေးဖို့ခေါ်ထားတယ်လို့ကျွန်တော်အနေနဲ့ကြားမိတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီကနေတစ်ဆင့်ဆရာကြီးယူတတန်ကအိမ်ရှိမှာနော်သူကတော့တရားဟောတယ်ကျမ်းစာကိုင်ပြီးတရားဟောတယ်သူကတော့အိမ်နောက်မှာလုတ်ကူတရားရှိတာလုတ်ကူတယ်ထင်းခွဲစရာရှိတာခွဲမယ်ရေခတ်စရာရှိတာခတ်ရင်းနဲ့အဲ့လိုပဲနေလာတာပေါ့နော်တရက်ကျတော့သူတို့ဘိုးဘေးတွေရဲ့ဒီတပေါင်းစကားကိုသူကပြန်ပြီးတော့တတိယသွားတာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်တနေ့မှာတဲ့နော်မျက်နာဖြူဖြူနဲ့လူကတဲ့နော်စာအုပ်အမဲကြီးကင်ပြီးတော့ဖះအကြောင်းပြောနေတာကိုတွေ့ရလိမ့်မယ်တဲ့သူပြောတဲ့ဖះကလောကမိုးမြေမှာเนาะစစ်မှန်တဲ့ဖះဖြစ်တယ်ဆိုပြီးတော့เนาะသူတို့ရှေးကရင်လူမျိုးတွေရဲ့ဒီနတ်စားခေတ်တွေကလက်ဆင့်ကမ်းခဲ့တဲ့စကားတစ်ခုရှိတာဖြစ်တယ်။ NS ကိုတာဖြူကအလုပ်လုပ်နေရင်းနဲ့အိမ်ရှိမှာကျတော့ဆရာကြီးရွတ်တတန်တရားဟောနေတာပေါ့နော်။စာအုပ်အမဲဆိုကျန်းစာအုပ်ကလည်းအမဲအောင်ပေါ့။ဆိုတော့တွေ့ရင်းနဲ့အဲ့ဒီဘိုးဘီးတွေစကားကိုမှတ်မိပြီးတော့ဟာဒါကငါတို့ဘိုးဘီးတွေပြောခဲ့တဲ့တပေါင်းစကားနဲ့ညီတယ်။နော်ငါတို့ဘိုးဘီးတွေအစင်စင်လက်ဆင့်ကမ်းခဲ့တဲ့ဒီစကားနဲ့ညီတယ်ဆိုပြီးတော့သူကဆရာကြီးရွတ်တတန်ကိုသွားမေးတာပေါ့နော်။ဆရာကြီးပြောနေတဲ့ဖះကဘလို့ဖះမျိုးလဲကျွန်တော်လည်းစိတ်ဝင်စားတယ်ဆိုပြီးတော့ပြီးတဲ့အခါမှာဆရာကြီးယူတန်လည်းယေရှုခရစ်တော်အကြောင်းကိုသူ့ကိုသူတင်ရင်းနဲ့သူပြောင်းလဲလာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ကြားမိတယ်ဆိုတော့သူပြောင်းလဲလာပြီးယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာသူကအငြိမ်နေလို့မရတော့အဲ့ဒါနဲ့သူဘာလုပ်လဲဆိုရင်တရွာဝင်တရားရွာထွက်တော့သူ့လူမျိုးတွေကိုသူကတော့ပြောတယ်ငါတို့ဘိုးဘေးတွေပြောခဲ့တဲ့စကားအရတော့မျက်နှာပြဖြူနဲ့လူကဒီတောက်အမဲကင်ပြီးတော့တရားဟောနေတာငါတွေ့တယ်သူပြောနေတဲ့ဖះကစစ်မှန်တဲ့ဖះဖြစ်တယ်နော်ထိုဖះကယေရှုခရစ်တော်ဖြစ်တယ်ဒီလောကီသားတွေကိုကယ်တင်ဖို့အတွက်အပြစ်ကနေကယ်ထုတ်ပေးဖို့အတွက်လောကထဲကိုဆင်းကြွလာတဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူကတရွာဝင်တရွာထွက်အေးဝင်ကလေးပြန်ပြီးတော့ဟောလာတယ်ဆိုတာတွေ့ရတာဖြစ်တယ်နော်သူပြောင်းလဲလာပြီးနောက်ပိုင်းအေးဝင်ကလေးတွေဟောလာတာဖြစ်တယ်ဆိုတော့သူ့အားဖြင့်ရွာလုံးကျွတ်ပြောင်းလဲမှုတွေဖြစ်လာเนาะကရင်နတ်စားရွာတွေကတရွာပြီးတရွာပြောင်းလဲမှုတွေဖြစ်လာတယ်ဆိုတာတွေ့ရတာဖြစ်တယ်ကိုတာဖြူအားဖြင့်ကရင်နတ်စားတွေကเนาะယေရှုခရစ်တော်ရဲ့တည်င်းစကားတွေကိုကြားနာပြီးတော့ပြောင်းလဲလာတယ်ဟိုပြောင်းလဲလာတဲ့ကရင်လူမျိုးတွေအားဖြင့်เนาะကျွန်တော်ကချင်လူမျိုးတွေကိုလည်းပြန်ပြီးတော့သာသနာပြုခဲ့တာဖြစ်တယ်ကရင်လူမျိုးတွေရဲ့ဂျေဇုကျွန်တော်တို့ကချင်လူမျိုးတွေအပေါ်မှာရှိတာပဲဖြစ်ပါတယ်ဒီနေ့မှာတင်တို့ကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောလို့တယ်ဒီနေ့ကကရင်နှစ်တကူနေ့လည်းဖြစ်တဲ့အခါမှာကရင်လူမျိုးများအတွက်ဂုဏ်ယူတယ်ပြီးတော့ကရင်လူမျိုးများအားလုံးပေါ်မှာဖျားခင်ကြီးမားစွာတော့ကောင်းကြီးမင်္ဂလာများနဲ့ပတ်ရပေးပါစေပြီးတော့ကိုတာဖြူခဲ့လို့တော့ရွာလုံးကျွလူတွေကိုပြောင်းလဲစေတော့နိုးထမှုတွေကိုဥဆောင်တော့ကရင်လူမျိုးတွေမြောက်များစွာပေါ်ထွက်လာပါစေလို့ကျွန်တော်အနေနဲ့ဆုမကောင်းတောင်းပေးလိုပါတယ်အားလုံးပဲ happy ကရန်နှစ်တကူနေပါဒီတိုင်းပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေ